ကမ္ဘာဖလားတတိယလူပွဲစဉ်တပွဲဖြစ်တဲ့အင်္ဂလန်နဲ့ပြင်သစ်ပွဲစဉ်ကိုကျွန်တော်ဘက်ကနေပြီးသုံးသပ်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်စောင့်မျှော်နေတဲ့ညီကိုကြီးထဲမှာကျွန်တော်ညီကိုကြီးရှိတယ်လို့ကျွန်တော်ကိုတီးတန့်ဆန့်ကျင်တဲ့ညီကိုကြီးလည်းရှိပါတယ်အဲ့ညီကိုကြီးအားလုံးပဲမင်္ဂလာပါလို့ပြောချင်ပါတယ်ဗျအရင်ဦးဆုံးပဲဆိုတော့အင်္ဂလန်ပြင်သစ်ရဲ့ကျွန်တော်ပြောမယ်ဆိုရင်ဗျဆောက်ပေါ်အချက်လက်တွေကိုကျွန်တော်တိတ်ပြီးတော့သဘောကျတယ်မှာမပါဘူးဗျဆောက်ပေါ်အချက်လက်တွေကတစ်ခါလေကြားရလဲကျွန်တော်သဘောကျတဲ့ပုံစံမျိုးရှိလို့ဒီနေ့လိုပွဲစဉ်မှာဘာလို့ဒီလိုပုံစံမျိုးဖြစ်နေရလဲဆိုတော့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့မေးခွန်းထုတ်ချင်တယ်ဒီဘယ်လိုဆောက်ပေါ်အချက်လက်ဆိုတော့နားတဲ့သူတွေရှိလို့နားမလည်တဲ့သူတွေအနေနဲ့လည်း comment မှာနားတဲ့သူတွေတစ်ချက်လေးမှန်သွားပြီးလိုက်ကြပါဆိုတော့ဆောက်ပေါ်အချက်လက်တွေထားအောင်ကျွန်တော်လက်ရှိကျွန်တော်အပြင်မှာသူတို့နဲ့ဦးရဲ့ခြေစွမ်းကိုကြည့်မယ်ဆိုရင်ပြင်သစ်မှာလုံးဝကွေးလည်းမကောင်းဘူးပြင်သစ်ကွေးလည်းမကောင်းလို့ကျွန်တော်အတန်ပြောတယ်ဒီဟာကိုပြင်သစ်ကွေးလည်းပိုးဆိုးပါးစပ်ကောင်းတယ်လို့ထင်တဲ့သူတွေလည်းအများကြီးရှိတယ်ပြင်သစ်ကွေးလည်းလုံးဝမကောင်းပါဘူးဆိုတော့လက်ရှိကျွန်တော်တို့ကြည့်အင်္ဂလန်ကကြတော့ကျွန်တော်ဆရာများသားသိလူပုံစံမျိုးဖြစ်နေတာဗျဆရာကြီးရဲ့အများကြီးရှိပြီးတော့ဘာမှမလုပ်နိုင်တဲ့ပုံစံမျိုးဖြစ်နေတယ်လက်ရှိမှာအင်္ဂလန်အနေနဲ့ကကျွန်တော်အာဂျင်တီးနားနဲ့ပွဲစဉ်မှာသူတို့ရဲ့ decision making တွေကတော်တော်လေးမားခဲ့တယ်ပြောရမယ်ဆိုရင်ဗျာဒီတောမတ်တူချေရဲ့ဆုံးဖြတ်ချက်တွေတော်တော်ဆိုးခဲ့တယ်ဘယ်လိုပြောရမလဲဆိုတော့အာဂျင်တီးနားလိုအသင်းမျိုးမှာဗျာမက်ဆီကိုထိန်းနိုင်ပြီးပြီလို့ထင်သွားတာအဲ့ဒါတိုင်ပတ်တာပဲမက်ဆီကို6ကန်ဝင်မပေးနဲ့မက်ဆီကို6ကန်ဝင်မပေးနဲ့ဆိုရယ်ပုံစံအတားကိုပဲအနောက်မှာလုံးဝ17ယောက်လုံးကြီးကိုပိတ်ဆော့လိုက်တယ်အဲဆိုဖန်နဒက်တို့ဟိုကောင်တို့ကအလာသက်နေရဲ့ကောင်တော့အဝိတ်ကန်ချက်နေနဲ့တွင်းသွားတယ်အဲဆိုပထမကိုရတယ်ပြက်လဲဖြစ်သွားတယ်နောက်တော့ကိုမာတီနဲ့ခေါင်းတိုက်ပြီးတွင်းသွားတယ်အဲ့လိုပုံစံမျိုးပဲဒီလိုအမားမျိုးထပ်ပြီးဖြစ်ခံလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့မထင်ဘူးဗျဘယ်လိုဖြစ်အင်္ဂလန်နေနဲ့ပိတ်စောသည့်တိုင်အောင်ကိုမှကျွန်တော်တို့အတွက်အဆင်ပြေနေတာဆိုတော့ကျွန်တော်ကတော့အင်္ဂလန်ပဲကြိုက်ပါတယ်ခြေစွမ်းခြေစားအရာဆိုရင်တော့အင်္ဂလန်နေနဲ့ဘယ်လိုပဲဖြစ်ပြင်သစ်ကိုတော့ကျွန်တော်ကတော့တရေလောက်ထိသွားလိမ့်မယ်လို့ထင်ပါတယ်ဒါလေးပါပဲခင်ဗျကျေးဇူးများတင်ပါတယ်